အားလုံးပဲမင်္ဂလာပါ football group ကကြိုဆိုပါတယ်ကျွန်တော်ဒီနေ့ညမကြေပွဲလေးနှွှဲလိုက်အောင်ပေါ့နော်ကျွန်တော် FIFA World Cup 2026မှာကျွန်တော် FIDE နှစ်ပွဲပေးတာရှေ့မှာနှစ်ပွဲလုံးလွှဲထားတယ်အဲ့အတွက်ကျွန်တော်အစားပြင်ပေးပါမယ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel အသစ်လေးကျွန်တော်ဖွင့်ထားတယ်ပေါ့နော်football group 007ဆိုပြီးတော့ Telegram မှာရိုက်ချလိုက်လို့ရှိရင်ပေါ်လာပါလိမ့်မယ်အလောလောဆယ်တော့လူ250လောက်တော့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join လုပ်ပေးပါဒီ free tip ပြီးလို့ရှိရင်ကျွန်တော်ညနေကံမဲ့ပွဲတွေကတပွဲကိုထပ်ပြီးတော့ကျွန်တော် Telegram channel မှာတင်ပေးပါမယ်ကျွန်တော်အားပေးတဲ့ football group ကိုအစင်ဆိုင်အားပေးတဲ့သူတွေကိုကျွန်တော်ဒီနေ့နှစ်ပွဲပေးတော့မှာဖြစ်တယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တပွဲပြောပြသွားပါမယ်ကျွန်တော်ရဲ့ Telegram channel မှာတော့ကျွန်တော်တပွဲတစ်လီထပ်ပြီးတော့တင်ပေးသွားပါမယ်ည7:00နာရီလောက်မှအဲ့ဒါတော့တင်ပေးလိုက်ပါမယ်ဘာဖြစ်လဲဆိုတော့စပိန်ပွဲပြီးမှပဲကျွန်တော်တင်ပေးမယ်ပေါ့နော်လောလောဆယ်ဒီစပိန်နဲ့စပိန်ပွဲလေးကိုကျွန်တော်ပြောချင်တယ်ပေါ့နော်ကပ်ပီဘာဒီပွဲလေးကိုကျွန်တော်ပြောချင်တယ်ဒီပွဲမှာစပိန်ကအခုဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကဘယ်လောက်ဖြစ်နေပြီလဲဆိုတော့ကျွန်တော်တေချောင်ကြည့်ပြီပေါ့နော်အခုဆိုစပိန်က3လုံး35ပေါင်ထွက်တယ်ဂုံပေါင်းဈေးက4လုံး60 80လောက်အပေါင်းလောက်ထွက်တယ်ပေါ့နော်ဒီဈေးကဘာနဲ့တူလဲဆိုတော့မနေ့တော့ကျွန်တော်တို့ကိုဂျာမန်ဇုံပေါ်ဆိုတဲ့သဘောမျိုးကိုဘူကီကခင်းကျင်းထားတယ်လို့ကျွန်တော်တော့ထင်တယ်မနေ့တုန်းကလည်းဒီလိုအချိန်မျိုးမှာဇုံပေါ်ဝင်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီနေ့မှာကျွန်တော်ဒီပွဲကိုဇုံပေါ်လုံးဝမဝင်တော့ဘူးလို့ကျွန်တော်တွေးရဲဇုံအောက်ကိုကျွန်တော်လုံးဝကြိုက်တယ်ဒါပေမဲ့မင်းဖာကြိုက်လဲလို့မင်းရင်မနေ့တော့မကြည့်ပွဲလေးကိုကျွန်တော်နှွှဲခြင်းတယ်စပိန်ကိုအောက်ကိုကျွန်တော်ကြိုက်တယ်ရမဲတို့ဘာတို့ပါပြန်ပါမဲ့အနေထားတော့ရှိပေမဲ့လဲ line နဲ့မှာတော့မပြထားဘူးဖာရန်တိုးရက်စ်တို့ပြီးလို့ရှိရင်အိုရာဇာဘယ်ရဲ့ဘီညာတို့ပတ်ဒရီရိုဒရီဖေဘီယန်ရူးစ်တို့နဲ့ပွဲထွက်မယ်ပေါ့နော်နောက်တန်းမှာတော့ကာဘာစီလာပေါ်တေကူကူရတာလော်ရန်ဒေးပေါ့နော်ဘိုးသမားကတော့ဆိုင်မွန်ပေါ့အဲ့တော့ကျွန်တော်ကဒီမှာဘာလို့တွေးလဲဆိုလို့ရှိရင်ဂျာမန်ကျတော့နောက်တန်းနည်းနည်းဝိရဗျာသူကဂျာမန်ရဲ့သဘောတဘာဝကတစ်ဖက်အသင်းကိုဂိုးပေးတက်လေရှိတယ်ဒီနေ့မှာတော့စပိန်အသင်းဖြစ်တဲ့အတွက်စပိန်ကကပ်ပီဘာဒီဆိုတဲ့နိုင်ငံငယ်လေးကိုတော့ဂိုးမပေးတော့ဘူးစပိန်ကဂိုးမပေးပဲဆော့တက်တဲ့အချင်းစရိုက်လေးရှိတာဖြစ်တဲ့အတွက်ပြီးတော့ကျွန်တော်တို့မနေတုန်းကဂျာမန်ကိုတွားပြီးတော့ဂိုးသွင်းလိုက်လို့ဂိုးပေါ်သွားတာပေါ့နော်ဒီနေ့မှာတော့ကပ်ပီဘာဒီကတော့ကျွန်တော်တို့ပိတ်ဖဲကန်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေဗျာပွင့်လင်းပြောရင်ဇုံအောက်ကြိုက်တယ်ဆိုပြီးမြဲ brother တို့ကကပ်ပီဘာဒီကြတော့ဆော့ရဲမယ်လို့ကျွန်တော်ကတော့မထင်ဘူး။ဘာကြောင့်အမှန်မှန်တော့ကပ်ပီဘာဒီ body လည်းကြိုက်တယ်ကျွန်တော်ကပ်ပီဘာဒီ body နဲ့ဂိုးအောက်ကိုဇုံကြိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့မနေ့ကမကြည့်ပွဲလေးကိုနှွှဲတဲ့အနေနဲ့တော့ကျွန်တော်စပိန်ဂိုးအောက်ကိုပဲဒီနေ့ free tip အနေနဲ့ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ Telegram channel အသစ်လေးကို join မိထားပါကျွန်တော် free tip တွေလွှဲပေးမယ်ကျွန်တော်ရဲ့ BNB tip တွေကတောက်လျှောက်မှန်တာပေါ့နော်နောက်ဆုံး8ရက်မှာဆိုလို့ရှိရင်9ရက်မှန်တယ်1ရက်ပဲလွှဲသေးတယ်ကဘာဖလား4ရက်မှာဆိုရင်လည်း3ရက်မှန်တယ်မနေ့တော့လည်းဂျပန်ဘော်ဒီနဲ့9နေပေါ့နော်အဲ့တော့ကျွန်တော် free tip တွေပဲလွှဲနေတာကျွန်တော် record တွေကိုလည်းကျွန်တော်ရဲ့ Telegram channel မှာအမြဲတမ်းတင်ပေးထားတယ်ကျွန်တော်တစ်လမှာရက်30ကျော်လောက်ရှိရရက်30လောက်မှာ8ရက်လောက်ပဲရှုံးထားတာရက်23ရက်24ရက်လောက်ထိကိုကျွန်တော်နိုင်ထားတာပေါ့နော်တော်တော်ကောင်းတဲ့ record လို့ပြောချင်တာအဓိကကတော့အဲ့တော့free tip တွေလွှဲနေတဲ့အတွက်လည်းစိတ်မကောင်းဘူးလို့ပြောချင်တယ် football group ကိုအမြဲတမ်းအားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကbrother တို့ဗျာ brother တို့သိပါတယ်ကျွန်တော် football group ဆိုပြီးတော့ဘာကြောင့်ပြောလဲဆိုလို့ရှိရင်ကျွန်တော် free tip တွေကိုအမြဲတမ်းအစင်တစ်စိုက်မမှန်အောင်ရွေးချယ်ပေးတယ်အမြဲတမ်းလည်းကျွန်တော်ပေးလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာစပိန်ဂိုးအောက်လေးကိုကျွန်တော်ပေးခြင်းတယ်ပြီးလို့ရှိရင်တော့ Telegram channel မှာနောက်ထပ်တစ်ပွဲထပ်တင်ပေးပါမယ်ကျွန်တော်အကျွေးတင်ထားတဲ့နှစ်ပွဲကိုကျွန်တော်အကျွေးဆက်ပေးပါမယ်ရုံရုံကြည်ကြည်နဲ့လိုက်ခဲ့ပါကျွန်တော်နေ့ရက်တိုင်းမှာကျွန်တော် free tip တွေပေးနေအောင်ကြိုးစားပေးနေပါတယ်football group ကိုယုံကြည်ပြီး like ဆော့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကတော့ football group 007ဆိုတဲ့အသစ်လေးရိုက်ပြီးတော့ရှာလိုက်ပါရှေ့က assign လေးထည့်ပြီး football group 007ဆိုပြီးရှာလိုက်ရင်ကျွန်တော်ရဲ့ channel လေးကြားလိုက်ပြီမယ် channel လေးကို join လာပြီးပါညကြရင်နောက်တစ်ပွဲထပ်ပေးမယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်